မင်္ဂလာပါ NYD ရဲ့ mobile ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ညမှာပူပူနွေးနွေးထွက်လာတဲ့ S26 series ထဲမှာ S26 နဲ့ S26 Ultra လေးကို unboxing လေးလုပ်ထားပါတယ်။ပြင်မှာဘယ်လိုနေလဲကြည့်လိုက်ရအောင်။ပထမဆုံး S26 ကိုဖောက်ကြည့်မယ်။ဒီနေ့မှာ Cobalt Violet, Sky Blue, Black, White ဆိုပြီးတော့၄ရောင်လာတယ်။ကျွန်တော်ရထားတာ Black အမဲရောင်လေးဘူးထဲမှာနောက်ထပ် cm 2နဲ့တိုက်စီကျိုးပဲပါတယ်။ဒီဇိုင်းမှာတော့နောက်ကင်မရာဒီဇိုင်းလေးကိုနည်းနည်းလေးပြောင်းထားတယ်။ 6.3 inches ကကြစ်ကြစ်လစ်လစ်နဲ့ battery ကလည်း4300 mAh ဆိုတော့ကန်ရတာပေါ့တယ် compact phone ကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့တကယ်သဘောကျစရာပဲနောက်တစ်ခုက S26 Ultra သူကလည်းဘူးထဲမှာအသွင်းကြိုးပဲပါတယ် S26 Ultra မှာဒီအရောင်က Cobalt Violet color ဒီနှစ်အတွက် hero color လေးလို့လည်းပြောလို့ရတယ်နောက်တစ်ရောင်လည်းရှိသေးတယ်ကျွန်တော်တို့ထပ်ပေါက်ကြည့်လိုက်အောင်ဒီတစ်ခုက S26 Ultra ကိုမှာ Sky Blue color လေးဒီအရောင်လေးကမိုက်တယ်ကျွန်တော်တို့ Cobalt Violet ထက်တစ်ချက်ရှင်းကြည့်လိုက်အောင်ကျွန်တော်ဒီ Sky Blue နဲ့ Violet နဲ့ရှင်းတဲ့အခါမှာ Sky Blue color လေးကပိုလှတယ် Sky Blue color လေးကကျွန်တော်တို့အရောင်တောက်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ရဲရဲကြီးမဟုတ်ဘူးငြိမ့်နေရောင်လေးကဒီ Violet color ကျတော့လေသူက Premium Sun နဲ့ vibe ကိုပိုသွားတယ်အခုတော့မိုက်တယ်ကျွန်တော်ကတော့ personal ရတော့ဒီ Sky Blue color လေးကိုပိုကြိုက်တယ်ရန်ဆန်းလဲဆန်းတယ်ကျွန်တော်တို့2016မှာအရောင်ဆန်းဆန်းလေးကင်မယ်ဆိုရင်တော့ဒီကောင်ကြီးကပို့ပြီးတော့အဆင်ပြေလို့ထင်တယ်ဒီနေ့ရဲ့ S26 Ultra မှာပါလာတဲ့ privacy display လေးကိုလည်းစမ်းကြည့်လိုက်အောင်အရင်လို privacy market တွေလိုမဟုတ်ဘဲနဲ့ halfway level နဲ့ pixel တစ်ခုချင်းစီကိုအလင်းပြတဲ့ပုံစံချိန်ပေးထားတာနောက်ပြီးဒီ feature ကို screen အပေါ်ကျန် notification တွေမမြင်ရအောင်လုပ်မလားဒါမှမဟုတ် banking application တွေသုံးရင် password ရိုက်တဲ့နေရာကိုမမြင်အောင်ပဲလုပ်ထားမလားချိန်လို့ရတယ်ကင်မရာကတော့ S26 နဲ့ S26 Ultra ကိုရိုက်ထားတဲ့ပုံလေးတွေပြပေးထားတယ်ဒီ S26 series တွေကို February လ26ရက်ကနေပြီးတော့ March လ18ရက်နေ့အထိ Inwa IDM Mobile ဆိုင်တိုင်းမှာ pre-order တင်လို့ရနေပါပြီ။ကိုရိုင်းလာရောက်စမ်းသပ်ချင်တယ်ဆိုရင်လည်း Inwa IDM Mobile ကုန်တယ်လန်းဆိုင်ခွဲ၊ပေလုံလန်းဆိုင်ခွဲနဲ့ဦးရှင်းမောင်လန်းဆိုင်ခွဲတွေမှာလာရောက်စမ်းသပ်လို့ရပါပြီ။ pre-order မှာပေးမယ်လက်ဆောင်အသေးစိတ်ကိုတော့ page မှာကြီးညာပေးထားမှာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာတွေ့ကြတာပေါ့။